ဇလန်းဆမှာအသက်10နှစ်အရွယ်မိယာကိုတွေ့ရပါတယ်။သူမဟာမကြသေးခင်ကမှသူမရဲ့မိသားစုနဲ့အတူအာဖရိကကိုပြောင်းရွှေ့လာခဲ့တာပါ။သူမဟာပြင်းရည်ပြီးဒီနေရာနဲ့အမဝင်တလို့ခံစားနေရတာကြောင့်လန်ဒန်မှာရှိတဲ့သူမရဲ့သူငယ်ချင်းတွေစီဗီဒီယိုခေါ်ဆိုပြီးအချိန်ဖြုံးနေတတ်ပါတယ်။ဒီလိုပြောင်းရွှေ့လာရတဲ့အကြောင်းရင်းကတော့ချင်းတိချန်တစ်ခုကိုစီမံခန့်ခွဲနေတဲ့သူမရဲ့ဖခင်ကျွန်းကြောင့်ပါသူ့ရဲ့အလုပ်ကြောင့်မိသားစုတစ်ခုလုံးဟာမြို့ပြဘဝကိုစွန့်ခွာပြီးမြို့ပြနဲ့ဝေးကွာတဲ့တောတိုင်းဒေသတစ်ခုမှာအခြေချခဲ့ရပါတယ်ဒါပေမဲ့မိယာကတော့ဒီနေရာကိုလုံးဝမကြိုက်ပါဘူးသူမဟာမြို့ပြကိုလွမ်းဆွနေပြီးပြန်သွားချင်နေတာပါဂျွန်ကတော့တဘာဝတရားနဲ့တိရစ္ဆာန်တွေနဲ့နီးနီးကပ်ကပ်နေထိုင်ရတာဟာရှားပါတဲ့ကောင်းချီးတစ်ခုဖြစ်တယ်လို့ရှင်းပြပြီးသူမကိုနှစ်သိမ့်ဖို့စ조사ပါတယ်လူတိုင်းဒီလိုခွင့်ရေးမျိုးမရနိုင်ဘူးလို့သူကပြောပေမဲ့မိယာကတော့ဘာမှမတုံ့ပြန်ပါဘူးသူမဟာတိတ်ဆိတ်ငြိမ်သက်ပြီးကိုပိုင်တွေးတွေထဲမှာပဲနင်မွန်းနေခဲ့ပါတယ်ဒီနေ့မှာတော့မိယာရဲ့မိခင်အဲလစ်ကဂျွန်ကိုမိယာဟာရောက်ကလေးကဝမ်းနေနေပုံရတယ်လို့ပြောပြပါတယ်သူမကိုစကားပြောပေးဖို့တောင်းဆိုတဲ့အခါဂျွန်ကအချိန်ကြာလာရင်မိယာအသားကျသွားမှာပါလို့အဲလစ်ကိုအားပေးပါတယ်ညဘက်မှာတော့မိယာရဲ့မောင်လေးနစ်ခါအမောင်ကိုကြောက်ပြီးအိမ်မက်ဆိုးတွေမတက်ပါတယ်အဲလစ်ကသူ့ကိုသူ့ဘေးမှာအိတ်ခိုင်းပြီးသူ့ဘေးကင်းတယ်လို့ခံစားရပြီးအိပ်ပျော်သွားတဲ့အထိပုံပြင်တွေပြောပြပေးပါတယ်နောက်တစ်နေ့မနက်မှာတော့ဂျွန်ဟာမိယာကိုပျော်ရွှင်စေဖို့နဲ့အထီးမကျန်စေဖို့အတွက်အဖြူရောင်ချင်းသေးပေါက်လေးတစ်ကောင်ကိုအံ့အားသင့်စရာအဖြစ်ယူဆောင်လာခဲ့ပါတယ်ဒါပေမဲ့မိယာကတော့စိတ်မဝင်စားပါဘူးသူမဟာအခန်းထဲကိုပြန်ဝင်သွားပြီးကျောင်းနေဖက်သူငယ်ချင်းတယောက်စီဗီဒီယိုခေါ်ဆိုပါတယ်ဒါပေမဲ့သူငယ်ချင်းဤကအလုံများနေတာကြောင့်ဖုန်းကိုချက်ချင်းချလိုက်ပါတယ်မိယာဟာတယောက်တည်းဖြစ်နေတယ်လို့ခံစားနေရချိန်မှာအဖြူရောင်ချင်းသေးပေါက်လေးဟာသူမရဲ့အခန်းထဲကိုရောက်လာပြီးသူမနဲ့ကစားပါတယ်ဖြည်းဖြည်းချင်းပဲမိယာဟာပြုံးလာပြီးသူမကိုသူမသတိမထားမိပဲချင်းသေးပေါက်လေးကိုသဘောကျလာပါတယ်သူတို့ကစားနေတော့နစ်ခွင်လာတဲ့အခါမိယာကချင်းသေးပေါက်လေးကိုအသာအရာတွန်းထုတ်လိုက်ပါတယ်သူမဟာဒီနေရာမှာနေရတာကိုစိတ်ပြက်နေတော့ပဲဆိုတာကိုနစ်ကိုသိစေချင်လို့ပါအချိန်ကြာလာတာနဲ့အမျှမိယာနဲ့ချင်းသေးပေါက်လေးဟာပိုပြီးရင်းနှီးလာပါတယ်သူတို့ဟာအချိန်တိုင်းအတူတူရှိနေကြပြီးမကြခင်မှာပဲအကောင်းဆုံးသူငယ်ချင်းတွေဖြစ်လာကြပါတယ်မိယာကသူ့ကိုချာလီလို့အမည်ပေးလိုက်ပါတယ်အခုဆိုရင်မိယာဟာချာလီနစ်ခရိုနဲ့အတူကစားနေတာကိုမကြာခဏတွေ့ရတတ်ပြီးဒါဟာသူမရဲ့မိဘတွေကိုအလွန်ပျော်ရွှင်စေပါတယ်မိယာပြန်ပြုံးနိုင်တာကိုမြင်ရတဲ့အတွက်သူတို့စိတ်သက်သာရာရသွားကြပါတယ်၃နှစ်ကြာသွားတဲ့အခါချာလီဟာအများကြီးကြီးထွားလာပြီးမိယာနဲ့သူ့ကြားကတန်ရောစင်ဟာလည်းအလွန်ခိုင်မြဲလာပါတယ်တညမှာတော့နစ်ကြောက်နေပြန်တဲ့အခါမိယာကသူ့ကိုပုံပြင်ပြောပြပြီးအိပ်ပျော်အောင်ကူညီပေးပါတယ်ဒါကိုကြည့်ပြီးအဲလစ်ကဂုဏ်ယူနေပါတယ်မိယာဟာတာဝန်တိတက်လာပြီလေနောက်တနေ့မနက်မှာဂျွန်ကမိယာကိုဒေါ်ရင်ခီးစဉ်ခေါ်သွားပြီးသူမအလွန်သဘောကျသွားပါတယ်အဲဒီနောက်ရေကန်တစ်ခုစီခေါ်သွားပြီးရေကူးနေတဲ့ရေမြင်းတွေကိုပြပါတယ်ဂျွန်ကသူငယ်ငယ်တုန်းကသူ့အဖိုးနဲ့အတူဒီနေရာကိုလာခဲ့ဘူးတဲ့အကြောင်းတွေကိုပြောပြပါတယ်မိယာကိုတဘာဝတရားရဲ့တန်ဖိုးကိုနားလည်စေပြီးချစ်တက်လာအောင်ဒီအမတ်တရားတွေကိုဝေမျှပေးတာပါအိမ်ပြန်လန်းမှာမိယာကသူမကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့မိကွန်းတစ်ခုကိုသူ့အဖေကိုမေးပါတယ်ဖေးဖေးချာလီကြီးလာရင်သူ့ကိုရောင်းမာလာတဲ့ဂျွန်ကချာလီဟာချအင်းသေးတကောင်ဖြစ်တာကြောင့်သူ့ကိုအိမ်ထဲမှာထာဝရလွတ်လွတ်လပ်လပ်ထားလို့မရနိုင်ကြောင်းအချိန်တန်ရင်ရောင်းရမှာဖြစ်ကြောင်းညင်သာစွာရှင်းပြပါတယ်ဒါပေမဲ့အချိန်တွေအများကြီးလိုသေးတာကြောင့်အခုလောလောဆယ်မစိုးရိမ်ဖို့ဂျွန်ကမိယာကိုအားပေးပါတယ်မိယာဟာဘောလုံးကစားရတာကိုဝါသနာပါပါတယ်သူမအနီးနားကမြို့ပြအားကစားကွင်းကိုတွားပြီးလေ့ကျင့်တဲ့အခါတိုင်းချာလီကိုလောင်အိမ်ထဲမှာပိတ်ထားရပါတယ်ဒါပေမဲ့ချာလီကလောင်အိမ်ထဲမှာနေရတာကိုမုန်းပါတယ်ဒီနေ့မှာတော့သူစိတ်ပြက်ပြီးအလုသမားတယောက်ကိုတိုက်ခိုက်လိုက်တာကြောင့်ဂျွန်လွန်စိတ်ဆိုးသွားပါတယ်တစ်ဖက်မှာလည်းမိယာဟာချာလီနဲ့ဝေးနေရတာကြောင့်ဝမ်းနည်းနေပြီးဘောလုံးပွဲမှာအာယုံစိုက်နိုင်ဖြစ်နေပါတယ်ချာလီကလည်းမိယာမရှိတဲ့အတွက်အစာမစားရေမတောက်ပဲသူမကိုပဲစောင့်နေပါတယ်ဒါကိုမြင်ရတဲ့ဂျိုအန်ဟာအလွန်စိုးရိမ်သွားပါတယ်မိယာဟာသူမရဲ့နေပြကိုမပြောဘဲပွဲထဲကနေထွက်လာပြီးအိမ်ကိုပြန်လာပါတယ်သူမချာလီကိုအယမ်းလွမ်းနေလို့ပါရဲ့အနှင်းငယ်အတွင်းမှာပဲချာလီဟာချင်းသိကြီးတစ်ကောင်ဖြစ်လာပါတယ်ဒါပေမဲ့သူဟာအရင်လိုပဲအိမ်ထဲမှာမိယာနဲ့အတူလွတ်လွတ်လပ်လပ်သွားလာနေတော့ပါပဲချာလီကထမင်းစားပွဲပေါ်ကအစားအစာတွေကိုစားလာပြီးစားပွဲပေါ်မှာတောင်ထိုင်လာတဲ့အခါဂျွန်ဟာစိတ်မရှိတော့ပါဘူးသူကချာလီကိုလောင်အိမ်ထဲမှာပဲထားရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေ့မှာတော့ဂျွန်ရဲ့တော်ရင်ခီးစဉ်အတွက်ခီးသွားအချို့ရောက်လာပါတယ်သူစိမ့်တွေကိုမြင်တဲ့အခါချာလီဟာရန်လိုလာပြီးကလေးတယောက်ကိုတိုက်ခိုက်ဒဏ်ရာရစေပါတယ်လူတွေထိတ်လန့်တော့
လုတ်ကုန်ကြပါတယ်မိယာကချာလီကိုဖြောင်းဖြပြီးလောင်အိမ်ထဲကိုပြန်ခေါ်သွားနိုင်ခဲ့ပါတယ်ဂျွန်ကလောင်အိမ်ကိုတော့ခတ်လိုက်ပြီးအလွန်စိတ်ဆိုးသွားပါတယ်ချာလီရဲ့အပြုတ်မူဟာသူ့ရဲ့လုပ်ငန်းကိုထိခိုက်လာနေပြီလေဂျွန်ကမိယာကိုချာလီကိုလွတ်လွတ်လပ်လပ်ထားလို့မရတော့ကြောင်းရှင်းပြဖို့စ조사ပေမဲ့မိယာကနားမထောင်ပဲထွက်သွားပါတယ်နောက်ပိုင်းမှာတော့ဂျွန်ရဲ့သူငယ်ချင်းဟောင်းတက်ရောက်လာပါတယ်တက်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဂျွန်သူ့ကိုအဖြူရောင်ချင်းသစ်တကောင်ပေးမယ်လို့ကတိပေးခဲ့တာကိုသတိပေးပါတယ်ဒါပေမဲ့ဂျွန်ကသူ့မှာအဖြူရောင်ချင်းသစ်မရှိဘူးလို့ညှင်းဆိုလိုက်ပါတယ်တကယ်တော့ဂျွန်ဟာချာလီကိုသူ့မိသားစုဝင်တယောက်လိုသဘောထားနေပြီးဖြစ်တာကြောင့်တခြားသူလက်ထဲမထည့်ချင်တာပါဒီနေ့မှာတော့မိယာဟာမိသားစုနဲ့အတူဟိုတယ်တစ်ခုကိုညှစ်စာသွားစားပါတယ်မသွားခင်မှာသူမဟာချာလီကိုလောင်အိမ်ထဲမှာထည့်ခဲ့ပေမဲ့တကားကိုတေချာမပိတ်ခဲ့မိပါဘူးသူတို့ထွက်သွားပြီးနောက်ချာလီဟာလောင်အိမ်ထဲကနေထွက်ပြေးသွားပါတယ်အိမ်ပြန်ရောက်လို့ချာလီပြောင်းနေတာကိုသိတဲ့အခါအားလုံးထိတ်လန့်ကုန်ကြပါတယ်အချိန်တန်ကြာမှမိယာကချာလီကိုပြန်ရှာတွေ့ခဲ့ပါတယ်နောက်တစ်နေ့မှာမိယာကနစ်ကိုသူတို့နဲ့အတူကစားဖို့ခေါ်ပါတယ်နစ်ကအဆမှာကြောက်နေပေမဲ့မိယာကအတင်းခေါ်တာကြောင့်အနားကိုရောက်လာပါတယ်ဒါကိုအဲလေမြင်တဲ့အခါထိတ်လန့်ပြီးအော်ဟစ်ပါတော့တယ်အော်ဒန်ကြောင့်ဂျွန်ဟာတင်းနဲ့ကင်ပြီးပြေးလာပါတယ်အော်ဒန်တွေနဲ့လက်နက်ကိုမြင်တဲ့အခါချာလီဟာရန်လိုလာပြီးနစ်ကိုတွန်းထုတ်လိုက်ပါတယ်နစ်ကလေးကြပြီးခေါင်းမှာဒဏ်ရာရသွားပါတယ်အားလုံးကဖြစ်သမျှကိုမိယာကိုပဲအပြစ်တင်ကြပါတယ်ဂျွန်ကချာလီကိုမကြခင်ရောင်းတော့မယ်လို့ကြေညာလိုက်ပါတယ်မိယာဟာအလွန်ဝမ်းနည်းသွားပြီးဘာပဲဖြစ်ဖြစ်ချာလီကိုလွတ်မြောက်အောင်လုပ်ပေးမယ်လို့ကတိပေးပါတယ်တညမှာတော့ဂျွန်ဟာမိယာရဲ့ဖုန်းထဲမှာမိယာနဲ့နစ်ခရိုချာလီနဲ့အတူရှိနေတဲ့ဗီဒီယိုကိုမတော်တဆတွေ့သွားပါတယ်ဒါဟာဂျွန်ကိုအလွန်ဒေါသထွက်စေပြီးချာလီကိုအမြန်ဆုံးရောင်းဖို့အမိန့်ပေးလိုက်ပါတယ်မိယာဟာနှလုံးသားကွဲအပ်သွားရပါတယ်နောက်တစ်နေ့မနက်မှာမိယာဟာသူမရဲ့အဖေနောက်ကိုတိတ်တဆိတ်လိုက်တော့အားပါတယ်ဂျွန်ဟာတောတိုင်းဒေသတစ်ခုတည်းကိုမောင်းသွားပြီးအဲ့ဒီနေရာဟာချမ်းသာတဲ့သူတွေကတိရစ္ဆာန်တွေကိုပျော်ရွှင်မှုအတွက်တက်ဖြတ်တဲ့နေရာဖြစ်နေတာကိုမိယာတွေးလိုက်ရပါတယ်မိယာဟာအလွန်ထိတ်လန့်သွားပါတယ်အိမ်ပြန်ရောက်တဲ့အခါမိယာဟာအင်တာနက်မှာရှာဖွေကြည့်ပြီးဒီလုပ်ငန်းဟာတရားမဝင်ဘူးဆိုတာကိုသိလိုက်ရပါတယ်သူမရဲ့အဖေဟာသူ့သူငယ်ချင်းတက်ခနဲ့အတူဒါကိုလောက်ကင်နေတာပါမိယာဟာနစ်ကိုအားလုံးပြောပြလိုက်ပါတယ်အခုတော့မိယာနဲ့နစ်ခရိုဟာချာလီကိုကယ်တင်ဖို့အစီအစဉ်တစ်ခုဆွဲလိုက်ကြပါတယ်နစ်ကမိယာကိုပိုက်ဆံအချို့ပေးပြီးညဘက်မှာမိယာဟာတိရစ္ဆာန်လောင်အိမ်အားလုံးကိုဖွင့်ပေးလိုက်ပါတယ်အဲ့ဒီနောက်သူမဟာချာလီနဲ့အတူထွက်ပြေးခဲ့ပါတယ်နောက်တစ်နေ့မနက်မှာဂျွန်ဟာတင်းနဲ့ကင်ပြီးမိယာကိုလိုက်ရှာပါတော့မိယာရဲ့ရီမန်းချက်ကတော့ချာလီကိုအစိုးရကကာကွယ်ထားတဲ့တောတိုင်းတိရစ္ဆာန်ဘေးမဲ့ရောစီခေါ်သွားဖို့ပါအဲ့ဒီမှာချာလီဟာဘေးကင်းကင်းနဲ့လွတ်လွတ်လပ်လပ်နေထိုင်နိုင်မှာဖြစ်ပါတယ်ဂျွန်ကသူတို့ကိုရှာတွေ့သွားပြီးချာလီကိုပြစ်ဖို့ပြင်ပါတယ်ဒါပေမဲ့မိယာကဂျွန်ရဲ့တင်းနဲ့ကိုယူထားပြီးသားပါသူမကအမှန်တရားကိုတီးကြောင်းနဲ့သူဟာတိရစ္ဆာန်တွေကိုမူဆိုးတွေစီရောင်းစားနေတာကိုပြောပြပါတယ်ဂျွန်ကတင်းနဲ့ကိုပြန်ပေးဖို့တောင်းဆိုပေမဲ့မိယာကညှင်းဆိုလိုက်ပါတယ်သူမကဂျွန်ကိုမေးစေးတင်းနဲ့ပစ်လိုက်ပြီးသူ့ရဲ့ဒီနေရာကိုမိသားစုစီအကြောင်းကြားပြီးထွက်ပြေးခဲ့ပါတယ်လမ်းမှာမိယာဟာသူမကိုရဲတွေလိုက်ရှာနေပြီဆိုတာကိုသိလိုက်ရပါတယ်သူမဟာညလုံးပေါက်မောင်းနှင်ခဲ့ပါတယ်တစ်ဖက်မှာလည်းတက်ကချာလီကိုရအောင်ယူမယ်လို့ကြုံဝါနေပါတယ်ဒါကိုကြားတဲ့ဂျွန်ဟာတက်ကမိယာကိုတောင်းအနေပြုနိုင်နေဆိုတာသိသွားပြီးမိသားစုတစ်ခုလုံးနဲ့အတူမိယာကိုလိုက်ရှာပါတော့တယ်နောက်ဆုံးမှာတော့မိယာဟာဘေးမဲ့ဒေါနာကိုရောက်လာပါတယ်ဒါပေမဲ့အဲ့ဒီကိုရောက်ဖို့ဂုံတိုက်တစ်ခုကိုဖျက်သွားရမှာပါမိယာဟာချာလီနဲ့အတူဂုံတိုက်ထဲကိုဝင်သွားတဲ့အခါလူတွေထိတ်လန့်ကုန်ကြပါတယ်ဒါပေမဲ့မိယာကချာလီကိုဘေးကင်းကင်းနဲ့တစ်ဖက်ကိုခေါ်သွားနိုင်ခဲ့ပါတယ်နောက်တစ်နေ့မနက်မှာတက်ကမိယာကိုရှာတွေ့သွားပြီးချင်းချောက်ပါတယ်အဲ့ဒီအချိန်မှာချာလီပေါ်လာပြီးမိယာကိုကာကွယ်ပေးပါတယ်မိယာဟာချာလီနဲ့အတူထပ်မံထွက်ပြေးခဲ့ပါတယ်နစ်ကသူ့မိဘတွေကိုမိယာဟာချာလီကိုတင်ပါပါဒီဘေးမဲ့ရောစီခေါ်သွားတာဖြစ်အကြောင်းပြောပြလိုက်ပါတယ်ဂျွန်ကရဲတွေကိုအဲ့ဒီနေရာကိုသွားဖို့ပြောပြီးသူကိုယ်တိုင်လဲလိုက်သွားပါတယ်မိယာဟာရပ်ပေါင်းများစွာခီးနှင်ခဲ့ရတာကြောင့်အလွန်ပင်ပန်းနေပါပြီးသူမဟာချာလီကိုနောက်ဆုံးအကြိမ်ဖက်ပြီးသူတယောက်တည်းဆက်သွားဖို့ပြောလိုက်ပါတယ်ချာလီကမိယာကိုမျက်ရည်တွေနဲ့ကြည့်ပြီးဘေးမဲ့ရောတဲကိုတယောက်တည်းရှောက်သွားပါတယ်အဲ့ဒီအချိန်မှာဂျွန်နဲ့ရဲတွေရောက်လာပါတယ်ချာလီဟာဘေးမဲ့ရောနယ်နိမိတ်အပြင်ဘက်မှာရှိနေသေးတာကြောင့်ရဲတွေကတင်းနဲ့ချိန်ပါတယ်ဂျွန်ကချာလီရဲ့ရှေ့မှာရက်ပြီးကာကွယ်ပေးလိုက်ပါတယ်ဂျွန်ကြောင့်ရဲတွေတွန်းဆုတ်သွားပြီးချာလီဟာဘေးမဲ့ရောတဲကိုဘေးကင်းကင်းနဲ့ဝင်တော့အားနိုင်ခဲ့ပါတယ်ဘေးမဲ့ရောထဲမှာတိရစ္ဆာန်တွေကိုတပ်ဖြတ်တာဟာတရားမဝင်တာကြောင့်ချာလီဟာအခုတော့တကယ်ပဲဘေးကင်းသွားပါပြီ
လာအနေငယ်ကြပြီးနောက်မီယာနဲ့သူမရဲ့မိသားစုဟာဘေးမဲရောစီလာလဲကြပါတယ်အဲ့ဒီမှာသူတို့ဟာလှပတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်ချာလီမှာအခုဆိုရင်ကိုပိုင်မိသားစုနဲ့တားငယ်လေးတွေရှိနေပါပြီသူဟာသူ့ရဲ့လွတ်လပ်မှုကိုရှာတွေ့သွားပါပြီဒါကိုမြင်ရတဲ့အားလုံးဟာပျော်ရွှင်စွာပြုံးလိုက်ကြပါတယ်တခါတလေမှာတစုံတစ်ယောက်ကိုချစ်တယ်ဆိုတာသူတို့ကိုလွတ်ပေးလိုက်တာလည်းဖြစ်နိုင်ပါတယ်မီယာဟာချာလီကိုဆုံးရှုံးလိုက်ရတာမဟုတ်ပါဘူးသူမဟာသူ့ကိုလွတ်လပ်မှုမိသားစုနဲ့အနာဂတ်ကိုပေးလိုက်တာဖြစ်ပါတဲ့အစစ်အမှန်ချစ်ချင်းမေတ္တာဟာအမြဲတမ်းလွတ်လပ်မှုကိုပေးစွမ်းနိုင်ပါတယ်